ပြီးခဲ့တဲ့မေလ3ရက်နေ့ကကရင်တော်လှန်ရေးကိုတစ္ဆာဖောက်ပြီးရန်သူနဲ့ပြန်ပေါင်းခဲ့တဲ့ဗိုလ်ချုပ်ထိန်မောင်ရဲ့ကွယ်လွန်ခြင်း6နှစ်ပြည့်အခမ်းအနားကျင်းပနေတာကိုဆိုရှယ်မီဒီယာကနေတဆင့်ဓာတ်ပုံတွေတက်လာတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်မလို့ဗိုလ်ချုပ်ထိန်မောင်အကြောင်းနဲ့သူတီထောင်ခဲ့တဲ့ကရင်ငြိမ်းချမ်းရေးကောင်စီအကြောင်းခေါင်းထဲမှာပြန်ပေါ်လာပါတယ်။ကရင်တော်လှန်ရေးအကြောင်းကရင်လက်နက်ကင်အကြောင်းမသိတဲ့လူတွေကဗိုလ်ချုပ်ထိန်မောင်ရဲ့ငြိမ်းချမ်းရေးကောင်စီကို KNU နဲ့မှားလိရှိပါတယ်။မှားလဲမှားချင်စရာပါပဲ။ဗိုလ်ချုပ်ထိန်မောင်ဟာ KNU ကနေခွဲထွက်ပြီးသူ့အဖွဲ့ကို KNU KNLA Peace Council ဆိုပြီးနာမည်တက်ပါတယ်။အသုံးပြုတဲ့ဗတ်တက်စိတ်တွေအလံတော်တွေကအစ KNU ရဲ့လက်နက်ကင်တပ်ဖြစ်တဲ့ KNLA ဗတ်တက်စိတ် KNLA အလံတွေကိုပုံတူကူးချထားတာဖြစ်ပါတယ်။နာမည်ရောဗတ်တက်စိတ်တွေရော KNU ကိုကူးချထားတာမို့လူတော်များများက Peace Council PC အဖွဲ့ကို KNU နဲ့မှားလိရှိပါတယ်။လက်ရှိအချိန်မှာတော့ PC အဖွဲ့ဟာကော့ကရိတ်မြို့နယ်ထိုးကော့ကိုကျေးရွာမှာဌာနချုပ်ဖွင့်လှစ်ပြီးအခြေစိုက်နေထိုင်ပါတယ်။တကယ်တော့ထိုးကော့ကိုရွာဆိုတာကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးလှုပ်ကြံတပ်ဖြတ်ခံရတဲ့နေရာဖြစ်ပါတယ်။ရန်သူစစ်အာဏာရှင်တွေဟာကရင်တော်လှန်ရေးကိုမှိမ့်သွားအောင်တမင်တကာ PC အဖွဲ့ကိုထိုးကော့ကိုဒေသမှာနေရာချပေးထားတာဖြစ်ပါတယ်။တော်လှန်ရေးသစ္စာဖောက် PC အဖွဲ့တွေရှိနေသူ၍ကရင်တော်လှန်ရေးဝိညာဉ်ကပျောက်ဆုံးနေမှာဖြစ်ပါတယ်။လက်ရှိမြေပြင်အခြေအနေအရ PC အဖွဲ့တွေအခြေချတဲ့နေရာတိုင်းတော်လှန်ရေးအငွေ့အသက်တွေမတွေ့ရတော့ပဲမြင်းစေးလို့ခေါ်တဲ့ WY အငွေ့အသက်တွေကိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။ဗိုလ်ချုပ်ထိန်မောင်အကြောင်းပြန်ပြောရရင်သူဟာလက်ရှိ KNLA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂျော်နီထပ်ပင်စီနီယာကြပါတယ်။ KNU တပ်မဟာ9တပ်မဟာမူးတာဝန်ယူထားတဲ့ဗိုလ်မှူးချုပ်ထိန်မောင်တယောက်ကရင်တော်လှန်ရေးကိုတစ္ဆာဖောက်ပြီးရန်သူစစ်အာဏာရှင်တွေနဲ့ပြန်ပေါင်းတဲ့အခါမှာတော့ဗိုလ်ဂျော်နီဟာတပ်မဟာ9ရဲ့တပ်မဟာမူးအဖြစ်ဗိုလ်ထိန်မောင်နေရာကိုဆက်ခံရပါတယ်။နောက်မှသာဗိုလ်ဂျော်နီဟာ KNLA တစ်ခုလုံးရဲ့စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးရခံရတာဖြစ်ပါတယ်။ဗိုလ်ချုပ်ထိန်မောင်ဟာ1929ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာအေယာဝတီတိုင်းပသိမ်ခရိုင်တာပေါင်းမြို့နယ်ပေါက်ကျော်ရွာမှာအဖစောဘူးနဲ့အမိနော်မူဓာတို့ကနေမွေးဖွားခဲ့တာဖြစ်ပါတယ်။မွေးချင်း3ယောက်ထဲမှာအကြီးဆုံးသားဖြစ်ပါတယ်။ငယ်စဉ်ကရွာကျောင်းမှာတတ္တမတန်းအထိပညာသင်ယူခဲ့ပြီးဗြိတိရှစစ်တပ်ထဲကိုဝင်ရောက်ခဲ့ပါတယ်။စစ်တင်တန်း6လတက်ရောက်ခဲ့ပြီးတင်တန်းမှာထူးချွန်တင်တန်းသားနဲ့တနက်ပြစ်လက်ဖြောင်းစုတွေလည်းရရှိခဲ့ပါတယ်။တင်တန်းဆင်းပြီးနောက်အမတ်1ကရင်တနက်ကင်တက်ရင်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ကရင်လက်နက်ကင်တော်လှန်ရေးစတင်ခဲ့တဲ့1949မှာအမတ်1ကရင်တနက်ကင်တက်ရင်ဟာတောခိုသွားတာကြောင့်ဗိုလ်ချုပ်ထိန်မောင်လည်းအဲ့ဒီအချိန်ကစပြီးသူ့ဘဝတစ်လျှောက်လုံးကရင်တော်လှန်ရေးထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဗိုလ်ချုပ်ထိန်မောင်ဟာ1980ခုနှစ်မတိုင်ခင်ကတည်းက KNLA တပ်မဟာ9တပ်မဟာမူဖြစ်ခဲ့သူပါ။1988ခုနှစ်မှာမြန်မာနိုင်ငံကចောင်းသားတွေတောခိုလာချိန်မှာ KNU KNLA အတွင်းမှာဩဇာရှိတဲ့ဗိုလ်ချုပ်ထိန်မောင်ဟာចောင်းသားတွေကိုအကူအညီတွေပေးပြီးចောင်းသားစစ်တီတွေကိုလည်းသူ့ရဲ့အတွေ့အကြုံတွေနဲ့စစ်ရေးနိုင်ငံရေးဗဟုသုတတွေကိုမျှဝေခဲ့ပါတယ်။ KNU ရဲ့ဌာနချုပ်မာနေပလောကြပြီးနောက်ပိုင်းမှာတော့အရှိတောင်အာရှနိုင်ငံတွေရဲ့စစ်ရေးနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေပြောင်းလဲလာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့စစ်တပ်အစိုးရကလည်းတကားဖွင့်စီးပွားရေးမူဝါဒတွေချမှတ်ပြီးအိမ်နီးချင်းထိုင်းတရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့နေဆက်ကုန်သွယ်ရေးတွေဆောင်ရွက်လာပါတယ်။အဲ့ဒီအချိန်မှာ88ចောင်းသားလှုပ်ရှားမှုကနေပေါ်ပေါက်လာတဲ့ចောင်းသားတပ်ကိုလက်ခံထားတဲ့အိမ်နီးချင်းနိုင်ငံတွေကចောင်းသားတပ်တွေအပြင်တခြားလူမျိုးစုလက်နက်ကင်တပ်တွေရဲ့စစ်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေကိုပါကန့်သက်လာပါတော့တယ်။ထိုင်းနဲ့မြန်မာနယ်စပ်မှာလည်း KNU လက်အောက်ကနေခွဲထွက်သွားတဲ့ DKBA တပ်တွေဟာအစိုးရစစ်တပ်တွေနဲ့ပူးပေါင်းပြီး KNLA ရဲ့စစ်စခန်းတွေကိုဖိတိုက်နေချိန်မှာ KNLA ကစစ်ရေးအထောက်အကူပစ္စည်းတွေမဖြည့်တင်းနိုင်လို့အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။ KNLA တပ်မဟာတွေကစစ်သားအတော်များများကလည်းစစ်ရေးပြင်းထန်မှုကြောင့်သူတို့ရဲ့မိသားစုတွေနဲ့ DKBA ဘက်ကိုကူးပြောင်းသွားကြတာတွေလည်းရှိခဲ့ပါတယ်။2000ပြည့်နှစ်အလွန်ကာလတွေမှာတော့လူမျိုးစုလက်နက်ကင်အဖွဲ့အစည်းကြီးတွေရဲ့တပ်ရင်းတပ်ဖွဲ့တွေတပ်ဖွဲ့ချင်းမြန်မာစစ်အစိုးရနဲ့ဆက်သွယ်ပြီးအညံ့ခံပူးပေါင်းသွားကြပါတယ်။သူတို့ဟာစစ်အစိုးရနဲ့အပီးအယူလုပ်ပြီးလုံးဝဥတုံလက်နက်ချတာမဟုတ်ဘဲနဲ့ဆက်လက်ပြီးတော့လက်နက်ဆွဲကင်ထားကြပြီးသူတို့ဒေသမှာစိတ်ကြိုက်ခြေလေကြီးစိုးနေကြတာဖြစ်ပါတယ်။
2004ခုနှစ်မှာဗိုလ်ချုပ်ကြီးစောဘိုမြဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာအဲ့ဒီချိန်ကစစ်ထောက်လှမ်းရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ဧည့်သည်တွေအနေနဲ့မြန်မာနိုင်ငံကိုတွားပြီးပနာမငင်းချမ်းရေးဆွေးနွေးခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲကနေရှေ့ဆက်မတိုးပဲငင်းချမ်းရေးအတွက်ရှေ့ဆက်လုပ်ရမယ့်စီကန်းတွေကိုအဖွဲ့အစည်းအတွင်းမှာအမြင်အမျိုးမျိုးထွက်ပေါ်လာပြီးဆွေးနွေးပွဲရှေ့ဆက်သွားလို့မရပဲရပ်တန့်သွားခဲ့ပါတယ်။ KNU အဖွဲ့တွေကငင်းချမ်းရေးဆွေးနွေးပွဲတွေကိုတွားခဲ့သူတော်တော်များများကလည်းအဖွဲ့အစည်းရဲ့ငင်းချမ်းရေးနဲ့ပတ်သက်ပြီးရှေ့ဆက်သွားရမယ့်အခြေအနေကိုအားမလို့အားမရဖြစ်ပြီးအုပ်စုလိုက်စစ်အစိုးရထံပူးပေါင်းသွားတာတွေလည်းရှိခဲ့ပါတယ်။ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ KNU KNLA တပ်မဟာ9ကတပ်ဖွဲ့ဝင်တချို့လည်း2009ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာကရင်ပြည်နယ်ကော့ကရိတ်မြို့ထိုးကော့ကိုရွာမှာစစ်အစိုးရထံအညံ့ခံပူးပေါင်းလိုက်ကြပြီး KNU KNLA PC ငင်းချမ်းရေးကောင်စီအဖွဲ့ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ဗိုလ်ချုပ်ထိန်မောင်ဟာစစ်ရေးနဲ့ပတ်သက်ပြီးထူးချွန်ပေမဲ့နိုင်ငံရေးအားနည်းတာကြောင့်အဲ့ဒီတုန်းကရန်သူစစ်အုပ်စုရဲ့သွေးဆောင်ဖျားရောက်မှုတွေပါသွားတာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဗိုလ်ချုပ်များစတင်ခဲ့တဲ့ငင်းချမ်းရေးဆွေးနွေးပွဲကိစ္စနဲ့ပတ်သက်ပြီး KNU ရဲ့ထိပ်သီးနိုင်ငံရေးဦးဆောင်ဖြစ်တဲ့ဘဒိုမန်းရှာတို့လိုပုဂ္ဂိုလ်တွေနဲ့ဗိုလ်ချုပ်ထိန်မောင်တို့ကြားပြင်းပြင်းထန်ထန်သဘောထားကွဲလွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။ဗိုလ်ချုပ်ထိန်မောင်ကတော့ဗိုလ်ချုပ်ကြီးစောဘိုများစတင်ခဲ့တဲ့ငင်းချမ်းရေးဆွေးနွေးပွဲကိုမရအောင်ဆက်လက်လှုပ်ဆောင်မှာဖြစ်ပြီးရန်သူစစ်အုပ်စုနဲ့အမြန်ဆုံးအဖြစ်ခတ်ရစေချင်တာဖြစ်ပါတယ်။ဘဒိုမန်းရှာကတော့နိုင်ငံရေးပါးနပ်သူပြီးစစ်အုပ်စုရဲ့လက်ရှိလှုပ်ဆောင်နေတဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေဟာနိုင်ငံရေးထောင်ချောက်တစ်ခုသာဖြစ်ပြီးတကယ်လို့ရန်သူရဲ့သဘောအတိုင်းလက်နာလှုပ်ဆောင်မိပါကမိမိတို့ဟာဂွေးသိမ်းခံလိုက်ရတဲ့နွားလိုမျိုးဘာအစွမ်းအစမှမရှိတော့ပဲရန်သူအလိုကျရန်သူရဲ့ခိုင်းနွားကြီးဖြစ်သွားနိုင်တယ်ဆိုပြီးသတိပေးခဲ့ပါတယ်။အခုအချိန်မှာတော့ဘဒိုမန်းရှာသတိပေးခဲ့တဲ့အတိုင်း PC အဖွဲ့ဟာရန်သူစစ်အုပ်စုရဲ့ခေါ်ရင်သွားခိုင်းနာလို့ထားတဲ့နေရာမှာနေရတဲ့ဂွေးသိမ်းခံရတဲ့နွားကြီးဖြစ်နေပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ဗိုလ်ချုပ်ထိန်မောင်ဟာဘဒိုမန်းရှာရဲ့အကြံပေးမှုကိုလက်မခံခဲ့ပဲဘဒိုမန်းရှာကိုငါတော်လန်ရေးစားလုပ်တဲ့အချိန်တုန်းကမင်းနွားချောင်းသားလုံနေတော့မရှိသေးတယ်ဆိုပြီးမိုက်မိုက်ရန်ရန်ပြောခဲ့ပူပါတယ်။တကယ်တမ်းကျတော့အဲ့ဒီအချိန်တုန်းကဘဒိုမန်းရှာဟာ KNU တစ်ခုလုံးရဲ့အတွင်းရေးမှုဖြစ်နေပြီးဗိုလ်ချုပ်ထိန်မောင်ဟာတပ်မဟာတစ်ခုရဲ့တပ်မဟာမှုအဆင့်သာဖြစ်ပါတယ်။ဒါကြောင့်မို့အဖွဲ့အစည်းရဲ့အင်္ဂါစဉ်အရဘဒိုမန်းရှာဟာဗိုလ်ချုပ်ထိန်မောင်ထက်ယာထူးကြီးပြီးဗိုလ်ချုပ်ထိန်မောင်ကိုအရေးယူလို့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းက KNU ဟာဖိအားများစွာနဲ့ရင်ဆိုင်နေရပြီးအင်အားချိနေနေတဲ့အချိန်ဖြစ်တာကြောင့်အဖွဲ့အစည်းရဲ့မူဝါဒတွေကိုမလိုက်နာပဲလှုပ်ချင်ရလုပ်နေတဲ့တပ်ပိုတပ်မှုတွေကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ဒါပြင်ဗဟိုချုပ်ကင်မှုအားနည်းလာသလိုထိပ်ပိုင်းကောင်းဆောင်တွေအကြားသဘောထားကွဲလွဲမှုပြင်းထန်နေတဲ့အချိန်ဖြစ်ပါတယ်။မိတို့ပင်ဖြစ်စေဘဒိုမန်းရှာကတော့ကိုလှုပ်ချင်ရလုပ်ပြီးအဖွဲ့အစည်းရဲ့ဦးဆောင်မှုကိုမခံယူတဲ့ဗိုလ်ချုပ်ထိန်မောင်ကိုစာထုတ်ပြီးတော့အရေးယူခဲ့ပါတယ်။လက်တွေ့မှာတော့ဗိုလ်ချုပ်ထိန်မောင်က KNU ရဲ့အရေးယူမှုကိုလက်မခံပဲရန်သူနဲ့ပူးပေါင်းက KNU ဗဟိုကိုဖျက်သိမ်းလိုက်ပြီး KNU KNLA PC ကိုထူထောင်ကြောင်းကြေညာခဲ့ပါတယ်။ဒါဟာမိခင်အဖွဲ့အစည်းကိုတစ္ဆာဖောက်ပြီးကရင်တော်လှန်ရေးကိုဖျောက်ဖျက်ခြင်းနဲ့တမိုင်းဝင်လှုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ PC အဖွဲ့ကိုစတင်ဖွဲ့စည်းတဲ့အချိန်မှာ PC အဖွဲ့ရဲ့အဖွဲ့ဝင်စည်းရင်းကိုထုတ်ပြန်ခဲ့ပြီးအဲ့ထဲမှာဗိုလ်ချုပ်များရဲ့သားဖြစ်တဲ့လက်ရှိ KTLA ခေါင်းဆောင်နေသားများနာမည်လည်းပါဝင်ခဲ့ပါတယ်။ဗိုလ်ချုပ်များရဲ့နောက်ထပ်သားတဦးဖြစ်တဲ့နေစိုးများကလည်း PC အဖွဲ့ကိုဖွဲ့စည်းပြီး2နှစ်အကြာ2009ခုနှစ်မှာ KNU ကနေနှုတ်ထွက်ပြီး PC အဖွဲ့နဲ့တွားရောက်ဖူးပေါင်းခဲ့ပါတယ်။နေစိုးများဟာသူကွယ်လွန်သွားတဲ့အချိန်ထိ PC မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါအပြင်ဗိုလ်ချုပ်များရဲ့ဇနီးဘဒိုနော်လာဖိုးရဲ့နာမည်လဲဗိုလ်ချုပ်ထိန်မောင်တို့ထုတ်ပြန်လိုက်တဲ့ PC အဖွဲ့နာမည်စာရင်းထဲမှာပါလာခဲ့ပြီးဘဒိုနော်လာဖိုးကတော့ PC အဖွဲ့ဖွဲ့စည်းတာကိုသူလက်မခံကြောင်းသူ့နာမည်ပါတာသူလုံးဝမသိကြောင်းသူဟာ KNU ကိုဘယ်တော့အခါမှတစ္ဆာဖောက်မှာမဟုတ်ကြောင်းယတိပြက်ကြေညာခဲ့ပါတယ်။ဒါကြောင့်မို့ဗိုလ်ချုပ်မြဇနီးဘဒိုနော်လာဖိုးဟာသူကွယ်လွန်တဲ့အချိန်ထိ KNU အဖွဲ့ဝင်အနေနဲ့ပဲဆက်လက်တည်ရှိနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက PC အဖွဲ့ကိုအထူးပါဝင်အားဖြည့်ခဲ့တဲ့လူတွေဟာဗိုလ်ချုပ်ကြီးစောဘိုမြနားမှာနေခဲ့ဘူးတဲ့တီမတီမောင်ကျော်တို့လိုလူလေလူနဲ့တီဖြစ်ပါတယ်။ဗိုလ်ချုပ်ထိန်မောင်ကတော့နိုင်ငံရေးနားမလဲပညာရေးလဲအားနေတော့ဒီလူလေလူနဲ့တီကိုပဲအားကိုးခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒီလူလေလူနဲ့တွေဟာအချင်းချင်းသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာပြီး PC အဖွဲ့ကနေနှုတ်ထွက်ခဲ့ပါတယ်
2021နောက်ပိုင်းမင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် KNU ကိုပြိုကွဲပဲ့ထွက်သွားအောင်တတအားပါဝင်လှုပ်ဆောင်ပေးခဲ့တဲ့တိမတီကိုမင်းအောင်လှိုင်ကတီရီပြန်ချီဖွဲ့ပေးရခဲ့ပါသေးတယ်။ KNU KNLA PC အဖွဲ့ဟာ2015ခုနှစ်အောက်တိုဘာလမှာကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို KNU နဲ့အတူလက်မှတ်ထိုးခဲ့ပြီးနိုင်ငံရေးဖြစ်စဉ်တိုင်းမှာ KNU ရဲ့နိုင်ငံရေးဥဆောင်မှုကိုခံယူမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် KNU ကအာဏာသိမ်းမှုကိုစန့်ကျင်ပြီးစစ်အာဏာရှင်စနစ်လုံးဝပျောက်ကွယ်သွားအောင်တိုက်ပွဲဝင်မယ်လို့ကြေညာလိုက်တဲ့အခါမှာတော့ PC အဖွဲ့ဟာ KNU ရဲ့နိုင်ငံရေးဥဆောင်မှုကိုမနာခံတော့ပဲသူ့အဖွဲ့အစည်းရပ်တည်နိုင်ရေးအတွက်မင်းအောင်လှိုင်ထံအခါစားဝင်ရောက်ခဲ့ပါတယ်။2025စက်တင်ဘာလမှာလဲမင်းအောင်လှိုင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကိုကူညီပေးမယ်ဆိုပြီးမင်းအောင်လှိုင်အကြိုက်ကြေညာချက်ထုတ်ခဲ့ရပါသေးတယ်။တနက်ကင်ထားပြီးအာဏာရှင်ကိုမတိုက်ရဲပဲအဖွဲ့အစည်းရပ်တည်နိုင်ရေးအတွက်လက်နက်ကင်စီးပွားရေးလှုပ်ရှားနေရတဲ့ PC အဖွဲ့ဟာမင်းအောင်လှိုင်ခေါ်ရင်နေပြည်တော်ကိုအချိန်မှန်သွားရောက်ခါစားရတဲ့မင်းအောင်လှိုင်ရဲ့ကျွန်းတပေါက်ဘဝကိုရောက်ရှိသွားပါပြီ။ဗိုလ်ချုပ်ထိန်မောင်ကတော့2020ခုနှစ်သူ့အသက်63နှစ်မှာကွန်လွန်သွားပါပြီ။သူတည်ထောင်ခဲ့တဲ့ PC အဖွဲ့ကတော့လက်ရှိအချိန်မှာသူ့သမီးနော်ကပေါ်ထူးကဒုတိယဥက္ကဋ္ဌတာဝန်ယူထားပါတယ်။တစ်ချိန်ကဘဒိုမန်းရှာပြောခဲ့တယ်လို့မျိုးသူ့ PC အဖွဲ့ဟာဂွေးတင်းခံလိုက်ရတဲ့နွားဖြစ်နေတာကိုသူလက်ခံနေပြီလား။ဒါမှမဟုတ်တမလွန်မှာသူနဲ့ဘဒိုမန်းရှာဆက်လက်ပြီးညင်းခုန်နေတုံးပဲလားဆိုတာကိုတော့အတွေးနေချင်းမိပါတယ်